にちは。ဒီနေ့ကရှိမှာ PDF ဖိုင်လေးနဲ့တရက်ကို9လုံးစီနဲ့17ရက်စာတင်ပေးထားတဲ့အတွက်ကြောင့်မလို့55လုံးဖြစ်သွားတယ်။အဲ့ဒီ55လုံးကိုအခုဗီဒီယိုဖိုင်လေးနဲ့ပြန်ပြီးတော့မှရန်ရှုလုပ်ကြည့်ရအောင်ပေါ့နော်။အဲ့တော့ဒီခန်းကြီးရဲ့ရင်းနှီးပေါ့နော်။ဒီကတော့ N3 ရဲ့ဒီ GMPT မှာပါတဲ့ခန်းကြီးလေးတွေကိုမတ်တုံးမဲ့လုပ်ပြီးတော့မှဒီဘာသာပြန်ပြပေးထားတဲ့ဟာလေးဖြစ်ပါတယ်အဲ့ဒါကိုမှထပ်ပြီးတော့အခုဒီဗီဒီယိုဖိုင်လေးတွေကိုနားထောင်ပြီးတော့မှပြန်ပြီးတော့ရန်ရှုလုပ်ကြည့်ရပါတော့ဆိုတော့ဒီမှာဆိုလို့ရှိရင်ဒီခန်းကြီးလေးရဲ့အဓိပ္ပာယ်က say ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်သူ့ကိုဘယ်လိုရေးမလဲဆိုရင်ခန်းကြီးတွေကိုအချင်းနီးစံဒီလိုမျိုးလေးပေါ့နော်ဘယ်ကနေညာအပေါ်ကနေအောက်ပေါ့နော်အဲ့လိုမျိုးလေးဗမာကန်ကန်ရေးမယ်ပြီးလို့ရှိရင်အောက်ကနေတော်တော်လေးဆွဲမယ်ပေါ့နော်အဲ့တော့ဒီကဘာလဲဆိုလို့ရှိရင်အရှိမဒီခန်းကြီးလေးဆိုလို့ရှိရင်စန်စီတို့ကဘာလဲဆိုရင် say ပေါ့နော်ဒီကကြတော့ထရရှိမှန်ကန်တော်ဆိုတဲ့ထရရှိခုရဲ့ခန်းကြီးလေးပေါ့နော်ပြီးတော့ဒီဟာလေးကကျတော့တိုမိုဒါချီတို့ဘာလို့မှပါတတ်တဲ့ဒီခန်းကြီးလေးပေါ့နော်ဒီလိုမျိုးလေးပေါ့အဲ့တော့သူ့ရဲ့အတန်ထွက်ကဝန်းရော်မီအတန်ထွက်အနေနဲ့ဆိုလို့ရှိရင် say လို့တန်ထွက်ပြီးတော့မှအနောက်မှာ short လို့လည်းတန်ထွက်တယ်ခြားခန်းကြီးတွေနဲ့ပေါင်းတဲ့အခါမှာဆိုရင် scan အတန်ထွက်နဲ့ပေါင်းပြီးတော့ထွက်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဝန်းရော်မီအတန်ထွက်တွေကိုသုံးနေပေါ့နော်နောက်ခုခွန်းရော်မီအတန်ထွက်ကကျတော့သူ့တလုံးလေးရဲ့အတိတ်ပဲပေါ့နော် mastery ကတော့ဆိုတဲ့အတိတ်ပဲပေါ့အဲ့တော့အောက်မှာဆိုလို့ရှိရင်စေးကြည့်စာနိုင်ငံရေးပေါ့နော်အဲ့တော့စေးကြည့်ကြီးရဲ့နောက်ကကြတော့ဘာခန်းကြီးလဲဆိုရင်အချင်းနီစံဒီလိုရေးမယ်ပေါ့နော်မမီမူရဲ့ခန်းကြီးလေးရဲ့အောက်မှာကိုချီလေးကိုရေးမယ်ပေါ့နော်အဲ့တော့ဒီဟာကြတော့စေးကြည့်ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုရင်အနောက်ကအိုဆာမဲတို့ပေါ့နော်ဒီကောင်လေးကအိုဆာမဲတို့ဝဆမဲလူဆိုတဲ့အတိတ်ပဲသူကကျတော့အုတ်ချုပ်ရေးအုတ်ချုပ်မှုဆိုတဲ့အတိတ်ပဲပေါ့နော်အဲ့တော့စေးကြည့်နဲ့ကိုပေါင်းလိုက်တဲ့ဆိုလို့ရှိရင်နိုင်ငံရေးဆိုတဲ့အတိတ်ပဲပေါ့အနောက်မှာရှိတဲ့စေးဖို့အစိုးရကကြတော့ဒီမှာဆိုလို့ရှိရင်အနောက်မှာရှိတဲ့ခန်းကြီးလေးကကြတော့အိုဆာကာဖူလို့ပေါ့နော်အဲ့လိုမျိုးဖူဆိုတဲ့ခန်းကြီးလေးပေါ့နော်အဲ့တော့သူနဲ့ပေါင်းလိုက်တော့စေးဖူပေါ့နော်အစိုးရဖြစ်သွားတယ်ဒါအတန်ထွက်တွေကတောက်လျှောက်ကျက်နေကြပေါ့နော်ဒါပေမဲ့ဒီအတန်ထွက်တွေရဲ့ပြီးတော့မှခုနကလိုစာအုပ်ထဲမှာမြင်လိုက်တဲ့အပေါ်မှာသူ့ရဲ့ပေါ့နော်ဖုရိကနာမရေးထားဘူးဆိုလို့ရှိရင်ရုပ်တရက်ဆိုရင်အတိတ်ပဲအတန်မထွက်နိုင်တာမျိုးအတိတ်ပဲကိုမိသွားတာမျိုးပေါ့နော်ခန်းကြီးဆိုတာကလေဘယ်လောက်ကြက်လိုက်မိလိုက်ဆိုတဲ့အခါကျတော့အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ပြန်ပြီးတော့နှွေတဲ့သဘောမျိုးပေါ့နော်အဲ့တော့ခန်းကြီးတွေကိုဒီလိုမျိုးကြည့်ပြီးတော့မှတောက်လျှောက်ပါဇက်ကနေပြီးတော့ပေါ့နော်အဲ့လိုလိုက်ပြီးတော့မှရွတ်နေမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့မှတ်မိတယ်ပေါ့နော်အဲ့ဒီမှာဆိုရင်စေးစက်ကူကကြောမူဝါဒလမ်းစဉ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ဒီစေးစက်ကူမူဝါဒလမ်းစဉ်ကဘာလဲဆိုဟိုရီဆိုတို့လမ်းစဉ်အစိုးရနိုင်ငံရေးကနေပြီးတော့မှထုတ်လုပ်ထားတဲ့မူဝါဒလမ်းစဉ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်စက်ကူလေးကိုဒီလိုမျိုးလေးရေးမယ်ပေါ့နော်ပြန်ရေးပြမယ်အဲ့တော့ဒီလိုမျိုးလေးထပ်ပြီးတော့မှရေးမယ်အဲ့လိုမျိုးလေးပေါ့နော်စက်ကူပေါ့နော်စေးစက်ကူကကြတော့မူဝါဒဆိုတဲ့အဓိပ္ပာယ်ပြီးတော့စိုက်စေရကြတော့ဘန်ဒါရေးငွေနိုင်ငံရေးငွေကြေးစီမံခန့်ခွဲမှုဆိုတဲ့အဓိပ္ပာယ်သူရဲ့ခန်းကြီးလေးကကြတော့ခိုက်လေခရုကွန်ရဲ့ခန်းကြီးလေးလိုမျိုးရေးပြီးတော့မှ REO ရဲ့ O အဲ့လိုဟာမျိုးလေးကိုထပ်ပြီးတော့မှထည့်မယ်ပေါ့နော်အခန်းကြီးလေးထည့်မယ်ပေါ့နော်အဲ့တော့သူခန်းကြီးကိုဘယ်လိုမျိုးရေးမလဲဆိုလို့ရှိရင်ဒီကနေပြီးတော့မှဒီလိုလေးပေါ့နော်ဒီခွေးရုပ်ကွန်ပုံစံမျိုးလေးဆွဲပြီးတော့အဲ့လိုလေးဆွဲမယ်ပေါ့နော်ကျတော့စိုက်ဆဲရကြောဘန်နာရင်အနေနဲ့သုံးတယ်ဘန်နာရင်နောက်ခုခုဆဲဆိုအမျိုးသားနိုင်ငံရေးဆဲဆိုတဲ့အဓိပ္ပာယ်ကတာရာရှိကိုမှန်ကန်တော့ခုဆိုတာနိုင်ငံပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်စေးကြီးဆိုတာနိုင်ငံရေးဒီမှာဆိုရင်တော့ခုဆဲဆိုတာကျတော့အမျိုးသားနိုင်ငံရေးနိုင်ငံတော်အုပ်ချုပ်ရေးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့ဒီမှာခန်းကြီးဘယ်နှလုံးရသွားမလဲအဲ့တော့ကိုလေ့ကျင့်တဲ့အခါမျိုးဆိုရင်စေးကြီးနိုင်ငံရေးစေးဖို့အစိုးရစေးစကူကကြတော့မူဝါဒစိုက်စေးရကြတော့ဗန္နာရေးနိုင်ငံရေးအကြီးအကျယ်ခံခွဲမှုခုစေးရကြတော့အမျိုးသားနိုင်ငံရေးနိုင်ငံတော်အုပ်ချုပ်ရေးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်โอเคနောက်တစ်ခုသွားကြည့်ရအောင်သူတို့ပြောသည်လို့ပေါ့နော်ဒီလိုမျိုးလေးရေးတယ်မလားအဲ့ဟာလေးအနောက်မှာဆိုလို့ရှိရင်ဒီလိုအစက်လေးနဲ့ဆက်ဆွဲမယ်အချင်းနီးစံဆွဲမယ်ပြီးရင်ဒီလိုမျိုးလေးလာမယ်ပေါ့နော်ဒီလိုမျိုးလေးလာမယ်ပေါ့အဲ့တော့ဒါကျွန်တော်ဂီးဆိုတဲ့အတန်ထွက်ပေါ့နော်အမှဆိုရှင်ခိုက်ကြီးရကြတော့အစီအဝေးခိုက်ခါကြတော့တွေ့ဆုံသည်ဆွေးနွေးသည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ခိုက်ကြီးသူနဲ့ပေါင်းလိုက်တဲ့အခါကျတော့ခိုက်ကြီးဆိုတာအစီအဝေးသူ့မှာတော့ဝန်းရော်မီတစ်ခုပဲရှိတယ်ပေါ့နော်နောက်တစ်ခုကဂီရွန်ဆိုတာကြတော့ဆွေးနွေးခြင်းခုံခြင်းဆွေးနွေးခြင်းဆိုတဲ့အဓိပ္ပာယ်ဂီရွန်အနောက်ကလေဂီရွန်နေရာကြတော့များတော့အပြင်ရုံသုံးစကလုံးတွေအဲ့လိုဟာမျိုးတွေမှာအများဆုံးသုံးတယ်ပေါ့နော်ဂီရွန်ဆိုတာဆွေးနွေးခြင်းခုံခြင်းဆွေးနွေးခြင်းဆိုတဲ့အဓိပ္ပာယ်ဂီတိုက်ကကြတော့ဆွေးနွေးရအကြောင်းအရာကောင်းစဉ်အနောက်ကတိုက်ကကြတော့လေဘာနဲ့တူလဲဆိုရင်ဂီတိုင်းကကြတော့ဘာနဲ့တူလဲဆိုရင်မွန်တိုင်း
ပြဿနာမေးခွန်းဆိုတဲ့ဟာလေမွန်တိုင်းဆိုတဲ့ခန်းကြီးလေးမှာပါတယ်တိုင်းနဲ့တူတယ်ပေါ့နော်အရှိရဂီတိုင်းဆိုရင်ကကြတော့ဆွေးနွေးရဲ့အကြောင်းအရာအစီအဝေးခေါင်းစဉ်ဆိုတဲ့အဓိပ္ပာယ်နောက်ခုကကြတော့ဖူရှိကကြတော့အန်အောပဲထူဆန်တော်ဆိုတဲ့အဓိပ္ပာယ်နော်အန်အောဝဲထူဆန်တော့နောက်ကွာကြတော့ခိုးကီကန့်ကွက်ဆန္ဒပြခြင်းမကျေနပ်မှုကိုဖော်ထုတ်ပြခြင်းပေါ့နော်အဲ့တော့ခိုးရဲ့အဓိပ္ပာယ်ကဒီလိုမျိုးလေးရေးမယ်ပေါ့နော်ဒီလိုမျိုးလေးအဲ့တော့ခိုးကီဆိုရင်ကကြတော့ကန့်ကွက်ဆန္ဒပြခြင်းမကျေနပ်မှုကိုထုတ်ပေါ်ပြောစားခြင်းဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဖူရှိကီမှာဆိုရင်အရှိကဖူဒီခန်းကြီးလေးပါလို့ရှိရင်အမှဘယ်လိုပြောရမလဲ minus စုအခြေအနေဖြစ်တဲ့နေရာကိုပို့ပြီးတော့မှသွားတယ်ပေါ့နော်တရားလေးပေါ့နော်ဖူနောက်ကကြတော့အမိုးရဲ့ခန်းကြီးပေါ့နော်အဲ့လိုမျိုးလေးသွားတယ်ပေါ့နော်โอเคနောက်တစ်ခုသွားကြည့်ရအောင်ပေါ့နော်နောက်ခန်းကြီးလေးတစ်ခုကိုသွားကြည့်မယ်လေးတွေကတော့စန်စရာနောက်ပိုင်းမှာသူ့ကိုတုံးတဲ့ ribbon လေးတွေနဲ့ပါထည့်ပြီးတော့မှပြောပြပေးထားတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ခိမဲရုဆုံးဖြတ်သည်ဆိုတဲ့ခန်းကြီးလေးပေါ့နော်ဒီမှာဆိုလို့ရှိရင်အမှဆိုရင်ဆုံးဖြတ်ခြင်းအတည်ပြုခြင်းသူ့ရဲ့ခံကြီးကကြတော့အရှိမဆက်လေး30ပါမယ်ပြီးလို့ရှိရင်ဒီလိုလေးလာမယ်ဒီလိုလေးပေါ့နော်ရာယူရဲ့ခံကြီးလေးပေါ့နော်အဲ့လိုမျိုးလေးထပ်ပြီးတော့လာမယ်ဒီလိုမျိုးလေးထပ်ပြီးတော့လာမယ်ပေါ့နော်အဲ့တော့ဆုံးဖြတ်ခြင်းအတည်ပြုခြင်းဆိုတဲ့အဓိပ္ပာယ်သူ့ရဲ့ဥယျာမီကွန်ယောမီတစ်ခုရှိတဲ့ထဲမှာဥယျာမီကခက်ဆွဆိုတဲ့အဓိပ္ပာယ်ခွန်ယောမီကကြတော့ခိမဲရုတို့ခိမာရုဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒီမှာဆိုရင်ခိမဲရုဆိုရင်ဆုံးဖြတ်သည်ဘလို့ဟာမျိုးလေးမှာသုံးလဲဆိုလို့ရှိရင်သူ့ကိုဥပမာစာကြောင်းလေးနဲ့တွဲပြီးတော့မခိုင်းထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရဲဖွင့်အနေနဲ့သုံးမယ်ဆိုရင်ရှင်ဂါကုစကီရှင်ဂါကုဆိုတာကကြတော့လေအကြောင်းဆက်တက်ဖို့ပညာဆက်သင်ယူဖို့နေရပေါ့နော်ရှင်ဂါကုကြောင်းဆက်တက်ဖို့အတွက်စကီဆိုတာကဒီပေါ့နော်နေရကိုယ့်ရဲ့ဥတီချက်ကိုပြောချင်တာမျိုးပေါ့နော်အဲ့တော့ရာလာကုစကီရှင်ဂါကုစကီလို့ပေါ့နော်ရှင်ဂါကုစကီကိုရှိမယ်ခိမဲရုဆိုရင်ကိုယ့်ရဲ့ဒီကြောင်းတက်တဲ့အားကိုကြောင်းတက်ဖို့အတွက်ဆုံးဖြတ်ချက်ချသည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်နောက်တစ်ခုကကြတော့ခိမာတို့ဆုံးဖြတ်ပြီးဖြစ်ပြီးတတ်မှတ်ပြီးဖြစ်ပြီးပေါ့နော်ရဲပွင့်အနေနဲ့ဆိုရင်ခိုက်ကြီးအရှိမပါတဲ့ခုနကခန်းကြီးလေးမှာပြောထားတဲ့ခိုက်ကြီးပေါ့နော်အစည်းအဝေးခိုက်ကြီးနော်နိတဲကကြတော့ဗာလဲဆိုရင်ရက်ဆွဲကိုပြောတာပေါ့နော်နိတဲကခိမာရီမစတာဆိုတာဆုံးဖြတ်ပြီးပါပြီဆိုတဲ့အဓိပ္ပာယ်နောက်ခုကကြတော့ခက်တဲ့ရကြဆုံးဖြတ်ချက်ပေါ့နော်အချင်းနီးဆန်ဒီလိုလေးထပ်ပြီးတော့ရေးမယ်တဲရကြတော့လေတတ်မှတ်ဒီဆိုတဲ့ခန်းကြီးလေးနဲ့တူတယ်ပေါ့နော်ဒီခန်းကြီးကကြောတတ်မှတ်ဥပမာရွတ်တဲတို့အဲ့လိုဟာမျိုးတွေမှာတုံးတယ်ပေါ့နော်ရွတ်တဲတို့အဲ့လိုဟာမျိုးမှာတုံးတဲ့အတွက်ကြောင့်မလို့ခက်တဲ့ဆိုရင်ကကြတော့ဆုံးဖြတ်ချက်ဆိုတဲ့အဓိပ္ပာယ်ရဲပွန်အနေနဲ့ကကြတော့ဘာလဲဆိုရင်ခိုင်ရှာဝအတရာရှိရိုခက်တဲ့ရှိမစတာပေါ့နော်ကုမ္ပဏီကဆိုရင် rule အသစ်တွေပေါ့နော်စီမင်းစည်းကမ်းအသစ်တွေကိုဆုံးဖြတ်ချက်ချခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်နောက်ခုခိုက်ခက်ဆိုဖြည့်ရှင်းဒီခိုက်ကကြတော့လေခိုက်တိုးတို့အဖြေတို့အဲ့လိုဟာဖြစ်နေများတော့ပြင်သုံးတယ်ပေါ့နော်ခိုက်ကကြတော့ခိုက်တိုးအဖြေရခန့်ကြီးပေါ့နော်အဲ့တော့ခိုက်ခဲဆွဆိုရင်ဖြည့်ရှင်ဒီမွန်တိုင်းဝဘူးကြီးဆိုတာဘာပြဿနာမှမရှိဘဲနဲ့အေးအေးဆေးဆေးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အန်ဒီရကင်းတယ်လို့လည်းသုံးလို့ရတယ်မွန်တိုင်းကကြောမေးခွန်းပေါ့နော်မွန်တိုင်းဝဘူးကြီးနေခိုက်ခဲဆွရှိမစတာပေါ့နော်အဲ့တော့ပြဿနာကိုအောင်မြင်စွာဖြေရှင်းနိုင်ခဲ့တယ်ဒီတစ်ခုရဲ့တော့နှစ်ခုရှိရပေါ့နော်ဆိုရဲ့မိပေါ့နော်ဒါဆိုလို့ရှိရင်မိကက်ဒါဆိုလို့ရှိရင်မလောက်ရသေးတဲ့ခန်းကြီးအပေါ်ကလေတိုးတဲ့ဒီနှစ်ချောင်းလေးမှာအပေါ်ကတိုးတယ်ဆိုရင်မလောက်ရသေးဘူးအဲ့တော့ဒီဟာဆိုရင်ကကျတော့လှုပ်ပြီးသွားပြီပေါ့နော်ပြီးမြောက်သွားပြီဆိုတဲ့အဟာလေးပါတယ်အတိတ်ပဲလေးရှိရပေါ့နော်ဒီမှာဆိုရင်မိကက်ဆိုရင်မဆုံးဖြတ်ရသေးဘူးနောက်ကမှမတာမိကက်ဆိုတော့ထပ်ပြီးတော့ဒီမှုကိစ္စကမဆုံးဖြတ်ရသေးဘူးဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်โอเคနောက်တစ်ခုအနေနဲ့ခံကကြတော့ပါဝင်ပတ်သက်တာခခဝါတို့ပတ်သက်ဆက်နွယ်နေတယ်ဆိုတဲ့အတိတ်ပဲသူရဲ့ဥယောမီကခန်းလို့အသုံးပြုပြီးတော့မှခွန်ယောမီကိုစက်ကီတို့ခခဝါတို့မှတုံးတယ်ပေါ့နော်ပါဝင်မှုဆက်ဆက်မှုဆက်နွယ်မှုဆိုတဲ့အတိတ်ပဲအဲ့တော့ဒီပေါ့နော်ခန်းကြီးတွေမှာဆိုလို့ရှိရင်စန်စီတို့ကဒီလိုမျိုးခန်းကြီးလေးတွေရှိမယ်နောက်တစ်ခုကကြတော့open ပေါ့နော်ဒီလိုခန်းကြီးလေးတွေရှိမယ်နောက်တစ်ခုကကြတော့ဒီလိုလေးတွေလည်းရှိမယ်ပြီးရင်ဒီအထဲမှာထည့်တဲ့အခန်းကြီးတွေကအများကြီးပေါ့နော်ဒီလိုတက်မွန်ဂိတ်ဆိုတဲ့ပုံစံမျိုးလေးရှိမယ်နောက်တစ်ခုကကြတော့ဒီမှာပါတဲ့ဒီလိုမျိုးလေးတွေလည်းရှိမယ်နောက်တစ်ခုဒီမှာလေအထဲမှာမိရဲ့ခန်းကြီးလေးလေဒီလိုမျိုးဒီလိုခန်းကြီးလေးတွေလည်းရှိမယ်ပေါ့နော်အဲ့တော့ဒီတစ်ခုလုံးဒီဟာမျိုးလေးတွေကိုတွဲပြီးတော့မှတ်မယ်ဆိုရင်ပို့ပြီးတော့မှတ်မိရပေါ့နော်ဒါဆိုလို့ရှိရင်ခုချီရဲ့
ခန်းကြီးလေးပါတယ်ပေါ့နော်အဲ့ဒီမွန်းဆိုရယ်ဒီတစ်ခုလို့ရကြတော့မွန်းဆိုတဲ့အတိတ်ပဲအဲ့တော့ခိတ်ပေါက်ပေါ့နော်အဲ့ခိတ်ပေါက်ရဲ့ခန်းကြီးထဲမှာဆိုလို့ရှိရင်ဒီပါဇက်လေးပါတယ်ဆိုလို့ရှိရင်မွန်တိုင်းမေခွန်မေးတယ်ခုကြည့်ဆိုတဲ့ခန်းကြီးလေးပါလို့ရှိရင်မေခွန်မေးတယ်နောက်တစ်ခုကကြတော့ဒီပေါ့နော်ဒီခိတ်ရဲ့ခန်းကြီးမွန်းလေးရဲ့အထဲမှာအာယူရဲ့အိုရဲ့အိုပေါ့နော် open ဆိုအပွင့်ပေါ့နော်ဒီကောင်လေးပါလို့ရှိရင်ဖြောင်းပြအနေနဲ့ပိုင်ရမှတ်ရမယ်တိုးကြီးတို့ပေါ့နော်ပိတ်တီးဆိုတဲ့အသေးပဲဥမာ file တွေကိုပိတ်တာမျိုးတွေအဲ့လိုဟာမျိုးတွေမှာတုံတယ်နောက်ကိုဒီဟာလေးပေါ့နော်ဒီဟာကျတော့ဗာလေးဆိုလို့ရှိရင်အာဟိဒရဲ့ခန်းကြီးအာဟိဒပေါ့နော်အာဟိဒဆိုတာဂျားမှာအချိန်ကာလတွေပေါ့နော်အဲ့လိုဟာမျိုးတွေမှာတုံးတယ်နောက်ကိုဒီကောင်လေးဆိုလို့ရှိရင်မိမိပေါ့နော်အဲ့အထက်ကကြတော့ကြားတီဆိုတဲ့အသေးပဲပေါ့နော် kiki mas ပေါ့အဲ့တော့သူကကြတော့အရှိမနားရဲ့ခန်းကြီးလေးပါတယ်ပေါ့နော်ဒီဂိတ်လေးရဲ့အထဲမှာဒီနားရဲ့ခန်းကြီးလေးပါတဲ့အတွက်ကြောင့်မလို့သူက kiki mas ကြားတီဆိုတဲ့အသေးပဲပေါ့နော်အဲ့တော့ဒီမှာပါတဲ့အဲ့ဒီမွန်ရဲ့ခန်းကြီးလေးထဲမှာပဲကိုစံစီလိုထပ်ပြီးတော့ဒီလိုလေးပါတယ်ဆိုလို့ရှိရင်ခခဝါတို့ပတ်သက်ဆက်နွယ်နေတဲ့ခန်းဆိုတဲ့အသေးပဲနဲ့လည်းတုံးတယ်ပေါ့နော်โอเคအဲ့တော့အောက်ကနေဆက်ပြီးတော့မှဖတ်ကြည့်ရအောင်โอเคသူရဲ့ ribbon လေးတွေကိုဖတ်ကြည့်မယ်ပေါ့နော်ခခဝါလို့ဆိုတာပါဝင်ဒီပတ်သက်ဆက်နွယ်နေသည်ဆိုတဲ့အသေးပဲပေါ့နော်အဲ့တော့この仕事に関わっていますဒီအလုပ်မှာပါဝင်နေပါတယ်ဒီအလုပ်မှာပတ်သက်နေပါတယ်ဆိုတဲ့အသေးပဲနောက်တစ်ခုခန်းခဲကကြတော့ဆက်နွယ်မှုပေါ့နော်ခန်းခဲဆိုတာခါတဲ့သူကခန်းခဲကဖူခါရီဆိုတာနှက်ဆိုင်တာပေါ့နော်သူတို့နှစ်ယောက်ရဲ့ပတ်သက်ဆက်နွယ်မှုကနှက်ဆိုင်ဒီနောက်တစ်ခုကကြတော့ဂန်းခံကကြတော့ဝင်ပေါက်ကိုပြောတာပေါ့နော်ဂန်းခံဒီခုစွကိုโอเคမှာဆိုဖက်နှက်ကိုထားပါမယ်ဒါခုစွရဲ့ခန်းကြီးပေါ့နော်ဖက်နှက်ရဲ့ခန်းကြီးနောက်အဲ့တော့ခန်းဆိုင်ဆိုတာကြတော့ခန်းဆိုင်ဒေတာကိုပြောတယ်ခန်းဆိုင်ပန်းဆိုတဲ့သူတို့ရဲ့ဒေတာသုံးစကားတွေလည်းမတူညီဘူးပေါ့နော်ကန်တိုဒေတာနဲ့ကန်ဆိုင်ဒေတာကကြတော့တိတ်ပြီးတော့ကန်ဆိုင်ဒေတာကကြပို့ပြီးတော့မြန်တယ်ပေါ့နော်ကန်ဆိုင်ဒေတာမှာဘာတွေပါလဲဆိုရင်ဝါကာယမ်မာတို့ကျိုတိုတို့အိုဆာကာတို့နောက်တစ်ခုကကြတော့ဟီယိုဂိုတို့အဲ့လိုဟာမျိုးတွေနာတာတို့ဒါတွေကကြတော့ကန်ဆိုင်ဒေတာလူတွေပေါ့နော်သူအရှိရကြတော့ခန်းကကြောင့်ခခဝါရီရဲ့ခန်းကြီးဖြစ်ပြီးတော့အနောက်ကကြတော့နီရှိရဲ့ခန်းကြီးဖြစ်ပါတယ်နီရှိရဲ့ခန်းကြီးဖြစ်တဲ့နောက်ကကြောင့်ခန်းဆိုင်နောက်ကိုရှိမှဆိုခန်းဆိုင်ဒေတာကိုခရီးသွားမယ်ဆိုတဲ့အသေးပဲပေါ့နော်ကန်တိုဒေတာမှာဘာပါလဲဆိုရင်ကကြတော့တိုကျိုတို့ကာနာဂါဝါကန်တို့နောက်ကိုချီဘာစီရင်စုတို့ချီဘာတို့စိုက်တမပြီးရင်အီဘာရာကီတိုချီကီကောမာအဲ့ဒါတွေကကြတော့ကန်တိုဒေတာမှာပါတာဖြစ်ပါတယ်အဲ့သူရဲ့အနောက်ကခန်းကြီးလေးကကြတော့ဟီဂါရှိရဲ့ခန်းကြီးပေါ့နော်အရှိဘက်ဆိုတဲ့အသေးပဲပေါ့နော်ဂျပန်နိုင်ငံအရှိဘက်ပေါ့နော်အဲ့လိုမျိုးအသေးပဲဖြစ်ပါတယ်โอเคအဲ့တော့ဒီမှာဆိုရင်ငါးလုံးကကြောဘာနဲ့ပတ်သက်ပြီးတော့မှတ်မိသွားမလဲဆိုရင်ခခဝါရီပတ်သက်ဆက်နွယ်နေတာခန်းခဲဆက်နွယ်မှုဖြစ်တာကန်ဝင်ပေါက်ဖြစ်ပါတယ်နောက်ကကြတော့ကန်ဆိုင်ဒေတာရဲ့ကန်တိုဒေတာရဲ့ပေါ့နော်ဒီဟာတွေပါပါတယ်โอเคနောက်တစ်ခုသွားပဲနောက်ကကြဂျစ်စကကြတော့အမှန်တကယ်လက်တွေ့ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒီခန်းကြီးလေးကကြတော့အမှန်တကယ်လက်တွေ့ဆိုတဲ့အဓိပ္ပာယ်ပါသူ့ဘယ်လိုရေးမလဲဆိုရင်ဆက်လေးချမယ်ဒီလိုလေးဆွဲပြီးတော့အချင်းနီးဆန်းပြီးတော့ဒီလိုလေးသွားလိုက်မယ်ပေါ့နော်အဲ့တော့ဒါအမှန်တကယ်အခြေအနေတကယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်သူ့ရဲ့ဥယျာဉ်မီတန်တွက်ကဂျစ်စဖြစ်ပြီးတော့မှကိုယျာဉ်မီတန်တွက်ကတော့မီတို့မီနိုတို့အတန်တွက်ဖြစ်ပါတယ်အဲ့တော့သူကဂျစ်စကကြတော့အမှန်တကယ်လက်တွေ့ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်ဥပမာစာကြောင်းအနေနဲ့ဘာလို့သုံးမလဲဆိုလို့ရှိရင်လေဘုံအနေနဲ့ဂျစ်ဆိုကခရဲဝါကောက်စေတဲ့အမှန်ကတော့သူကကျောင်းသားဖြစ်ပါတယ်နောက်ကကြတော့ဂျစ်ဆိုအမှန်တရားဖြစ်ရမှာဆိုတော့ကဂျစ်ဆိုတဲ့ဖြစ်ရမှာဖြစ်ပါတယ်ကြီးကကြတော့ခုတ်တူလေအကြောင်းကိစ္စရဲ့ခန်းကြီးပေါ့နော်ခုတ်တူအကြောင်းကိစ္စရဲ့ခန်းကြီးနောက်တစ်ခုကကြတော့ဒီမှာဆိုရင်ရှင်းကြည့်စွတ်ကကြတော့အမှန်တရားရှင်းကကြတော့လေကြည်ရှင်မိမိကိုယ်ကိုယုံကြည်မှုဆိုတဲ့အရာမျိုးပေါ့နော်ရှင်းကြည့်စွတ်ဆိုရင်အမှန်တရားအမှန်တကယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်သူရဲ့မှန်တကယ်ဆိုတဲ့အဓိပ္ပာယ်ချင်းကြည့်စွတ်ကိုဟာနစ်တက်ကူလာဆိုင်မှန်တရားကိုပြောပါနောက်တစ်ခုကကြတော့ခါခုကြည့်စွတ်ဆိုတာတေချာမှုမှန်ကန်မှုနော်ခုနကဟိုကကာကိုဂျစ်ဆိုတဲ့ဒီရဲ့အချက်လက်တွေကတော့သိကြပါတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အရှိကခခုကလေဘာရဲ့ခန်းကြီးတွေမှာပါလဲဆိုတော့ခခုနင်း confirm လုပ်တယ်ကြီးဆိုင်ကကြတော့တကယ်လက်တွေ့အကောင့်ထည့်ဖို့ပြီးဆိုတဲ့အဓိပ္ပာယ်ကြီးဆိုင်ဝါရတဲ့မိမလျှော့အဲ့တော့実際はやってみないのわからないんですよねအဲ့တော့တကယ်လက်တွေ့မလုပ်ကြည့်ဘူးဆိုရင်နားမလည်ဘူးโอเคနောက်တစ်ခန်းကြီးတစ်ခုကိုထပ်ပြီးတော့မှတွားကြည့်ရအောင်နဲ့အဲ့တော့ဒီမှာဆိုရင်
ဆိုးပေါ့နော်သူကကြတော့အရှိကဒီလိုမျိုးခန့်ကြီးလေးလာပြီးတော့မှမမီမှုမဲမော့မဲမျက်လုံးရဲ့ခန့်ကြီးပေါ့နော်မျက်လုံးရဲ့မဲရဲ့ခန့်ကြီးလေးကိုပေါင်းလိုက်မယ်ပေါ့နော်အဲ့တော့အပြန်အလှန်အတူတူတယောက်နဲ့တယောက်ဆိုတဲ့အတိတ်ပဲသူကကြတော့အွန်ယော်မီခွန်ယော်မီနှစ်ခုရှိတယ်ခွန်ယော်မီကိုအာအီအနေနဲ့သုံးပြီးတော့အွန်ယော်မီမှာဆိုရင်ဆိုးလို့ရှော့လို့နဲ့သုံးတယ်သူအာအီတဲ့ဒီအရှိကကြတော့အာအီလို့အတန်းထွက်ပြီးတော့အနောက်မှာကြတော့လက်ရဲ့ခန့်ကြီးပေါ့နော်အာအီတဲ့တစ်ဖက်လူအဲ့တော့အာအီတဲ့の気持ちを考えてくださいတစ်ဖက်လူရဲ့စိတ်ခံစားချက်ကိုစဉ်းစားပေးပါနောက်ခုကကြတော့စိုးတန်းဆိုတာတိုင်းပြင်ဆွေးနွေးခြင်းအကြံဉာဏ်တောင်းခြင်းအနောက်ကခန်းကြီးလေးကိုဘယ်လိုမျိုးရေးမလဲဆိုရင် EU ရဲ့ခန်းကြီးလေးရေးပြီးတော့ဒီလိုလေးပေါ့နော်နှစ်ခုလေးဆင်ပြီးတော့ရေးမယ်ပေါ့နော်အဲ့ဒါစိုးတန်းအဲ့တော့တိုင်ပင်ဆွေးနွေးခြင်းအကြံဉာဏ်တောင်းခြင်းစမ်းစေးညီစိုးတန်းရှိမှာဆရာနဲ့တိုင်ပင်ဆွေးနွေးပါမယ်နော်အဲ့တော့ကရှုလျှော်နောက်တစ်ခုကကျရှုလျှော်ဝင်ကြီးချုပ်အရှိရကြတော့လေခုပီရဲ့ခန်းကြီးလေးပေါ့နော်အဲ့တော့ခုပီနဲ့ဒီကရှောနဲ့ပေါ့နော်ဒီကပေါင်းလိုက်တော့ရှုလျှော်ဆိုရင်ဝင်ကြီးချုပ်ရှုလျှော်ကခိရှာခိုင်ခံကိုရှိမစတာနော်တင်းစာရှင်းလင်းပွဲကိုလုပ်ခဲ့ပါတယ်ဟဲ့စိုးစုကိုကကြတော့အမေစက္ကန့်တာစိုးကကြတော့ခုနကအပြင်းပြန်လန်အတူတူဆိုတဲ့အတိတ်ပဲတရားနေရအောင်ဆိုတဲ့အတိတ်ပဲပေါ့နော်နောက်ခုကကြဇိုခုကကြတော့စုစုခဲလူလေစက်တိုက်လုပ်တီးဆိုတဲ့အဲ့တော့ဒီလိုလေးရေးမယ်ဆိုခုပေါ့နော်အမွေဆက်ခန္ဓာရယူတာအဲ့တော့ကချစ်ချစ်တော့ဇိုင်းဆန်ဆိုတာအမွေပိုင်ဆိုင်မှုတွေပေါ့နော်ဇိုင်းဆန်အိုစိုးစုကိုရှိမှစတာဆိုတာအမွေဆက်ခံခဲ့ပါတယ်နောက်ကိုအိုင်ရှောကကြတော့အပြန်ပြန်လန်လန်ကိုင်းညီမှုလိုက်ဖက်မှု私たちの性格は相性がいいです。ငါတို့နှစ်ယောက်ရဲ့性格ဆိုတာဟာကျတော့စိတ်နေသဘောထားပေါ့နော်အချင်းစရိုက်တွေက相性がいいဆိုတာကကျတော့ကိုင်းညီမှုရှိသည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်Okay နောက်တစ်ခုသွားမယ်အဲ့တော့ဒီမှာဆိုရင်နောက်ခုခန်းကြီးလေးတစ်ခုငါလုံးကိုထပ်ပြီးတော့မှသွားကြမယ်အဲ့ဒီမှာဆိုလို့ရှိရင်သူကကြတော့တိုက်ပေါ့နော်အတန်းထွက်ဒီလိုလေးဆွဲမယ်အဲ့တော့တိုက် CE ဆိုတဲ့စန့်ကျင်ခြင်းသဘောမတူခြင်းအဲ့တော့ hand တိုက်ကလေဒီခန်းကြီးလေးပါလို့ရှိရင်စန့်ကျင်သည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်ပေါ့နော်ဒီလိုလေးမိုးလေးမှုပြီးတော့ဒီရောက်ကနေအလိုလေးထည့်ပြီးတော့ဒါလေးပေါ့နော်အဲ့တော့စန့်ကျင်သည်ပေါ့နော်အမှဆိုရင်သဘောမတူခြင်းစံတင်ခြင်း私はその意見ဆိုတာကကျတော့ထင်မြင်ယူဆချက်တွေပေါ့နော်ကိုယ့်ရဲ့အမြင်ပေါ့အဲ့ဒီအမြင်ကိုတော့ hand တိုက်ရဲ့စန့်ကျင်ပါတယ်ထောက်ခံလို့မရပါဘူးမထောက်ခံနိုင်ပါဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်နောက်ခုကကျတော့絶対လုံးဝမဖြစ်မနေသိကြပါခေါ်တယ်ပါ絶対にဆိုရတဲ့ဒီအရာကတော့လုံးဝကိုပါလိုအပ်ပါတယ်ကျိုးရဲ့ခံကြီးလေးပေါ့နော်ပြီးရင်အနောက်ကဤတော့ပုံစံမျိုးလေးအဲ့လိုလေးသွားမယ်ပေါ့နော်နောက်ခုကကြတော့တိုက်ရှိရကြတော့နိုင်ရှင်ခြင်းရှင်ပြခြင်းအနောက်ကကြတော့လေကူတာပဲလို့ရှင်ပြသည်ရဲ့အတိတ်ပဲပေါ့နော်ဒီဟာလေးကကြတော့အဲ့တော့ရှင်ပြသည်ရဲ့အတိတ်ပဲပေါ့နော်ဟိဆိုတဲ့အတိတ်ပဲအဲ့တော့တိုရှိတိုအင်္ဂခါကိုတိုင်းဟိရှိမမျိုးပြနဲ့ကျေလက်ကိုရှင်းပြတယ်နောက်ကတိုင်းလျှော့ကကြောအကြောင်းအရာပြမှတ်ထားတာရည်ရွယ်ထားတာပေါ့နော်တိုင်းလျှော့နော်ဖူလို့တာအဲ့တော့တတ်မှတ်ထားတဲ့ရည်ရွယ်ထားတဲ့ဖူတာတွေမှာဟိုဆိုရှိမစတာနော်ထည့်ထားလိုက်ပါတယ်နိုကီရှိမစတာထည့်ထားလိုက်ပါတယ်ပေါ့နော်အဲ့လိုမျိုးလဲသုံးလို့ရတယ်နော်ကိုဒမိုထိုင်ရှောနီစတာ event ですအဲ့တော့ကလေးတွေအတွက်ရည်ရွယ်ထားတဲ့ event တို့ပွဲဖြစ်ပါတယ်ပေါ့တိုက်လျှောကကြတော့ဒီလိုလေးရေးမယ်ပေါ့နော်တိုက်လျှောနောက်ကူကကြတော့တိုက်စကုကကြတော့ခုနကစကုရဲ့ခန်းကြီးပေါ့နော်စိတ်စကုလေးမူဟာထဆိုပြီးတော့တုံးခဲ့တဲ့အရှိမတုံးခဲ့တယ်နော်တိုက်စကုတုံးပြန်ဖြစ်ရှင်တာကာကွယ်ရေးအစီအမံနေမွန်တိုင်းရဲ့တော့တိုက်စကုခံခါရဲ့မှာဒီပြဿနာအတွက်ဖြစ်ရှင်နေကိုစဉ်းစားရတယ်ပေါ့နော်အဲ့လိုမျိုးဥပမာစာကြောင်းလေးနဲ့မှတ်မယ်ဆိုရင်ပို့ပြီးတော့မှတ်မိလွယ်မယ်နောက်တစ်ခုအနေနဲ့ရန်ပေါ့နော်ဒီဟာကြတော့ဗာလဲဆိုလို့ရှိရင်ချိတ်ဆက်တာပေါ့နော်ချိတ်ဆက်တာဆက်နွယ်တာအဲ့လိုမျိုးဟာတွေမှာတုံးတယ်အရှိရကြတော့ခီးလေးပေါ့နော်လန်ခီးဒိုပုံစံမျိုးလေးပေါ့နော်အမှပြီးရင်ကားလေးရဲ့ခန့်ကြီးလေးထည့်မယ်ရန်နာကိုဆက်တွေ့ခြင်းအကြောင်းကြားခြင်းရှိတော့ကအိုဝါလီရှိတဲ့ရန်နာကိုရှိမှာအစတာရန်နာကိုရှိမှာအဲ့လိုဟာမျိုးတွေမှာတုံးတယ်ပေါ့နော်သူရဲ့ခန်းကြီးလေးကိုဒီလိုလေးရေးပြီးတော့မှရာကိုကကြတော့ဒီလိုလေးရေးပေါ့နော်အဲ့တော့ဆက်တွေ့ခြင်းအကြောင်းကြားခြင်းနောက်ခုခန်းလန်းဆိုတာဆက်နွယ်မှုအရှိရခန်းကကြတော့လေခါဝါလေးပတ်သက်ဆက်နွယ်သည်ဆိုတဲ့ခန်းကြီးအဲ့တော့ခန်းလန်းဆိုရင်ဆက်နွယ်မှုဆက်ဆက်မှုရှိတယ်
လမ်းစုပ်ကုဆိုတာလေဆက်ပြီးတော့ဖြစ်ပေါ်တာစစခဲတို့မယမနာဆက်တိုက်ဖြစ်တာပေါ့နော်အဲ့တော့လမ်းစုပ်ကုနဲ့ပေါင်းလိုက်တော့ဆက်တိုက်ဖြစ်ခြင်းမပြတ်မနာဖြစ်ခြင်းနောက်ခုကကြ rank Rank Q ဆိုတာအလုပ်ပိတ်ရဥပမာ Golden Week ကိုရုံးက9ရက်ဆက်တိုက်ပိတ်တယ်နောက်ခု10ရက်ဆက်တိုက်ပိတ်တယ် New Year မှာဒီလိုဟာတွေဆိုရင် Rank Q ပေါ့နော်ဥပမာ3ရက်ဆိုရင် Sun Rank Q 3ရက်ပိတ်တယ်ဆိုရင် Sun Rank Q အဲ့တော့ဒီတစ်ပတ်ဆိုလို့ရှိရင်2လပိုင်းမှာ Sun Rank Q ရှိတယ်ဒီတော့တနင်္လာနေ့ထိပိတ်တဲ့အတွက် Sun Rank Q ပေါ့နော်3ရက်ဆက်တိုက်ပိတ်တယ်အဲ့ Q ကကြတော့ယာစုမီရဲ့ခံကြီးနော်အဲ့တော့ခုတ်ခုတန်းကကြတော့ကုလာသမကအဲ့တော့နိုင်ငံတကာနဲ့ဆက်နွယ်နေတဲ့အရာတွေကိုပြောတာပေါ့နော်အဲ့တော့နောက်တစ်ခုရဲ့ခန်းကြီးလေးကကြတော့တေးဆုံးဖြတ်ခြင်းတတ်မှတ်ခြင်းတည်ငြိမ်ခြင်းဆိုတဲ့ခန်းကြီးလေးပေါ့နော်သူရဲ့ဆွဲချက်လေးကကြတော့ခန်းကြီးဆွဲချက်လေးကဘယ်လိုမျိုးဖြစ်ပလဲဆိုရင်ဒီလိုလေးပေါ့နော်ဒီလိုလေးပေါ့အဲ့တော့ခန်းကြီးဆွဲချက်လေးကအဲ့လိုမျိုးဖြစ်မယ်ဒီလိုမျိုးကောင်းလေးကိုအမိုးလေးအရင်မိုးပြီးတော့မှ1 2 3ဒီလိုမျိုးလေးဆွဲမယ်ပေါ့နော်အဲ့တော့သူ့ကိုခွင့်ရမီအတန်ထွက်ကကျတော့တေးရီတို့ကြောတို့အတန်ထွက်ပြီးတော့ခွင့်ရမီအတန်ထွက်ကစာသာမဲလို့ဆိုပြီးတော့အတန်ထွက်တယ်ရောတေးဆိုတာကကျတော့အစီအစဉ်ကြိုတင်စီမံချက်အဲ့တော့ F4 and 5မှာဆိုလို့ရှိရင်ဒီ your day တို့ summary တို့ဘုံပုတ်ပတန်အနေနဲ့ပေါ့နော် grammar ပတန်အနေနဲ့သင်ခဲ့ရတယ်your day ဆိုလို့ရှိရင်ပို့ပြီးတော့မှတည်ကြတယ် summary ဆိုရင်ရည်ရွယ်ထားတယ်ပေါ့နော်ဒီလိုမျိုး grammar ရှင်းလင်းချက်အနေနဲ့သင်ခဲ့ရတယ်အဲ့ဒီဟာလေးရဲ့ခန်းကြီးလေးပေါ့နော်အဲ့တော့သူ့ရဲ့အရှိမရှိရဲ့ your ကကြတော့ your ရခုလေ your ရခုတို့ your day တို့ကြိုပြီးတော့မှဒီခံလေးကကြတော့ကြိုတင်စီစဉ်ပြီးလုပ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်သူ Raven လေးနဲ့ဘယ်လိုမျိုးတွဲမှတ်မလဲဆိုရင်အဆန်ရောတေးပါနန်ဒစ်ကမနေ့ပြန်ရဲ့အစီအစဉ်ကဘာဖြစ်မလဲနောက်တစ်ခုခက်တေးရကြတော့အရှိမမိကက်ဇ်တို့ခုနကတော့မဆုံးဖြတ်ရသေးဘူးပေါ့နော်အဲ့လိုမျိုးလေးခန်းကြီးပေါ့နော်အရှိမကြက်ခဲ့တယ်အရှိမမှတ်ခဲ့တယ်အဲ့ဒီခန်းကြီးလေးမှာပါတဲ့ဒီခက်ချက်ပေါ့နော်ဆုံးဖြတ်ချက်တတ်မှတ်ချက်ခိမတူတို့ခိမဲတူတို့ရဲ့ခန်းကြီးလေးပေါ့နော်သူ့ရဲ့ခန်းကြီးကိုအရှိမတော့ရေးပြပြီးသွားပြီဆိုပေမဲ့ဒီလိုလေးပေါ့နော်ဒီလိုလေးဆွဲမယ်နောက်ကကြတော့ခုနကတော့တေးရဲ့ခန်းကြီးလေးပေါ့နော်အဲ့တော့ခက်တေးဆိုရင်ဆုံးဖြတ်ချက်တတ်မှတ်ချက်ရေပုံဥပမာနဲ့ဘယ်လိုမျိုးတွဲမှတ်မလဲဆိုလို့ရှိရင်ခိုင်းကြီးတဲ့ခက်တေးရှင်မစာအစည်းအဝေးမှာဆုံးဖြတ်ချက်ချပြီးသွားပြီကီကိုခုနကအရှိမခန်းကြီးမှာကြက်ခဲ့တယ်အဲ့တော့ဒီလိုမျိုး Raven နေနဲ့တွဲမှတ်တဲ့အခါမှာကြာလို့ရှိရင် Raven နဲ့မှာပါတဲ့ခန်းကြီးကကိုယ့်ရဲ့အရှိမကြက်ခဲ့ပြီးတာခန်းကြီးဆိုရင်ပို့ပြီးတော့မှမှတ်ရလို့reading တွေဖတ်ရင်းနဲ့ဘုံပိုးတွေကိုလေ့လာတာခန်းကြီးတွေကိုလေ့လာတာအဲ့ဒါမျိုးပို့ပြီးတော့မှခန်းကြီးတွေအုံနောက်တွေကိုပို့ရောက်တယ်ပေါ့နော် okay နောက်ခုကကြတော့တေခိနီနော်ပုံမှန်အချိန်အလိုက်တေးရခုနကဆုံးဖြတ်တယ်တတ်မှတ်တယ်ဆိုတဲ့ခန်းကြီးခိရကြတော့ခိကန်နော်တတ်မှတ်ချက်မှာရှော့မီခိကန်လို့အဲ့လိုမျိုးပါလေအစားတောက်တွေမှာပါတယ်လေရှော့မီခိကန်တို့ဒီရဲ့အစားတောက်ကဘယ်နှစ်ရက်နေဆိုရင်ကုန်ပါပြီဆိုတဲ့ဟာမျိုးတွေမှာသုံးတယ်ပေါ့နော်အဲ့တော့ကဒီမှာဆိုရင်တေခိနီရကြတော့ပုံမှန်အချိန်လိုက်ပုံမှန်အားဖြင့်ကဲဥပမာစာကြောင်းလေးနဲ့ဘယ်လိုမျိုးတွဲမှတ်ကြမှာလဲတေခိနီ on those days ပုံမှန်အားဖြင့်တော့လေ့ကျင့်ခန်းလုပ်နေပါတယ်အချိန်မှလေ့ကျင့်ခန်းလုပ်နေပါတယ် on to ကကြတော့လေ့ကျင့်ခန်းလုပ်သည်နော် okay နောက်တစ်ခုကကြတော့ anten ရကြတော့တည်ငြိမ်မှုတည်တံ့မှုဆိုတဲ့အတိတ်ပဲအဲ့တော့အမိုးလေးအောင်ပါအဲ့တော့ဒီခန်းကြီးလေးကိုကြည့်မယ်နော်အရှိမM4 M5 ကလေးနဲ့တင်ခဲ့ရတဲ့ခန်းကြီးလေးဒါလေးက Jose အမျိုးသမီးရဲ့ခန်းကြီးပေါ့နော် Onna ရဲ့ခန်းကြီး Onna အမျိုးသမီးရဲ့ခန်းကြီးပေါ့နော်အဲ့တော့ဒီအမျိုးသမီးလေးကအမိုးအောက်ကိုရောက်သွားမယ်ဒါဆိုရင်အန်ဆန်ယုံကြည်စိတ်ချမှုရှိတယ်ဘယ်လိုပြောမလဲလုံခြုံမှုရှိတယ်ဆိုတဲ့အဲ့လိုမျိုးလေးမှတ်လို့ရတယ်ပေါ့နော်အဲ့မှာပါတဲ့အန်ရဲ့အနောက်ကတေးရကြတော့တည်ငြိမ်မှုရှိတာပေါ့နော်အန်တေးဆိုရင်စိတ်ချပြီးတော့တည်ငြိမ်မှုရှိတာတည်ငြိမ်မှုတည်တံ့မှုအဲ့တော့တည်ငြိမ်မှုတည်တံ့မှုဘယ်လိုအမဲဆိုရင်ဥပမာအနေနဲ့ ribbon တစ်ကြောင်းနဲ့တွဲမှတ်ကြည့်မယ်ခုနရှိကတော့ anti state mask ဒီရဲ့အလောက်ကဆိုရင်တည်ငြိမ်မှုရှိပါတယ်စိတ်ချရမှုရှိတယ်အဲ့တော့အရှိမပါလေအမျိုးသမီးပို့ပြီးတော့လုံခြုံစိတ်ချမှုအန်ဆန်နဲ့မှာပါတယ်ယုံကြည်ရမှုစိတ်ချလုံခြုံမှုဆိုတဲ့ခန်းကြီးလေးနဲ့အနောက်မှာပါတယ်တေးတည်ငြိမ်မှုတတ်မှတ်ချက်တည်ငြိမ်ခြင်းနဲ့ပေါင်းလိုက်တော့ anti ဆိုရင်တည်ငြိမ်မှုရှိသည်ပေါ့ anti ဆိုလို့တည်ငြိမ်မှုရှိသည်အဲ့တော့ဒီမှာဆိုရင်တေးကြီးဆိုရင်ဟာကျတော့အတိတ်ပဲတတ်မှတ်ချက်
သူ rebon အနေနဲ့ဘယ်လိုမျိုးမှမလဲဆိုရင်ကိုတိုဘာနိုတေကီကိုဆက်စုံမြင်ရှိမှဒီစကလုံးရဲ့အတိတ်ပဲကိုတိုဘာနိုအီမီကိုဆက်စုံမြင်ရှိမှပေါ့နော်ဒီစကလုံးရဲ့အတိတ်ပဲကိုရှင်းပြပေးမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်တော့ကိုတိုဘာနိုတေကီကိုဆက်စုံမြင်ရှိမှဒီစကလုံးရဲ့တမန်ချက်အတိတ်ပဲတမန်ချက်ကိုရှင်းပြပေးပါမည်ပေါ့ Okay ဒါဆိုရင်နောက်ခန်းကြီးတစ်ခုကိုတွားမယ်နောက်ခန်းကြီးတစ်ခုကကြတော့9နော်အတွင်းဘက်ပေါ့နော်အတွင်းတို့အိမ်သေးတို့အဲ့လိုမျိုးဟာနဲ့တုံးတယ်အဲ့တော့သူ့ကိုခန်းကြီးလေးကိုအရင်ဆုံးဘယ်လိုဆွဲမလဲဆိုရင်ဒီလိုမျိုးလေးဆွဲမယ်ပေါ့နော်ဒီလိုလေးဆွဲမယ်ပေါ့အဲ့တော့9အတွင်းဘက်သူ့ကိုအွန်ရမီအတန်အတွက်က9လို့လည်းခေါ်တယ်ဒိုင်းလို့လည်းခေါ်တယ်ခွန်းရမီအတန်အတွက်ကတော့ဥချီပေါ့နော်သူ့တလုံးနဲ့ရဲ့အသေးပဲကOkay အဲ့တော့နောက်ခုကကျတော့သူ့ရဲ့ N9 ဒီခန်းကြီးလေးဆိုလို့ရှိရင် N9 သူ့ရဲ့ဆွဲချက်ကကျတော့ခုနတုန်းကမတို့ဒါဆိုရင် N1 ရဲ့ N လေးပေါ့နော်အမိုးအောက်ကအမျိုးသမီးလေးအဲ့ဒီအောက်မှာဆိုလို့ရှိရင်ဒီ key လေးကိုထည့်လိုက်မယ်ဆိုရင် N ပဲသူ့ရဲ့အတန်ထွက်ကလည်း N ပဲနော်ဒီဟာလေးနဲ့ပေါင်းလိုက်တော့ N9 ဆိုရင်လမ်းညွန်သည့်အကြောင်းကြားလေးရှင်းပြပေးသည်ရဲဘုံအနေနဲ့ဆိုရင်အခီဒမီချီကို N9 step မိုရာဟီမစတာနော်ဘူရာမှာလမ်းကိုညွှန်ပြပေးခြင်းခံရတယ်အဲ့တော့ N9 ကိုဘယ်လိုမျိုးမှသုံးလဲဆိုရင်ရုံသုံးလုံးလေးဆိုရင်ကြတော့တယောက်ကဒီဖိုလိုတာကို N9 လုပ်ပေးလိုက်တာA ဆိုတဲ့ဒီ project ရဲ့ file လေးကဘယ်ဖိုလိုတာထဲမှာရှိရဲဆိုပြီး N9 လုပ်ပေးတယ်အဲ့လိုမျိုး N9 လုပ်ခြင်းခံရတာ N9 いただきありがとうございましたပေါ့နော်အဲ့တော့ N9 လုပ်ပေးတဲ့အတွက်ကြောင့်မလို့ကျေးဇူးတင်ပါတယ်အဲ့လိုမျိုးလေးပြန်ပြီးတော့ပြောလို့ရပါတယ်ပေါ့နော်အဲ့တော့ A စံခါရ N9 ကမိုရာယီမစတာပေါ့နော် N9 step မိုရာယီမစတာလမ်းညွှန်ပေးခြင်းကိုလက်ခံရရှိခဲ့ပါတယ်ပြောပြပေးခြင်းကိုလက်ခံရရှိခဲ့ပါတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော် E9 ကကြတော့ဒီခန်းကြီးလေးက E ဆိုတဲ့အဓိပ္ပာယ်သူ့ရဲ့အနောက်က9နဲ့ပေါင်းလိုက်တော့ E9 အချိန်အကာဝေးပမာဏတွေမှာသုံးတယ်ပေါ့နော်ဘလောက်အတွင်းဆိုတဲ့ဟာမျိုးတွေမှာသုံးထားရှိပါတယ်အဲ့တော့ကဒီမှာဆိုရင် ribbon လေးနဲ့တွဲမှတ်ကြည့်အောင်ဒီမှာစမ်းနေကြည့်လို့ဖြစ်နေပေမဲ့တကယ်အတန်ထွက်ကကြတော့ mika ဆိုပြီးအတန်ထွက်ရမယ်ပေါ့နော် mika inai ni hanji shite kudasai hanji ဆိုတာအကြောင်းပြန်တာပေါ့နော် hanji ကအကြောင်းပြန်စာmika inai ဆိုရင်3ရက်အတွင်းအကြောင်းပြန်ပေးပါနောက်ခု uchi ကပါ uchi ဆိုတာကဒီအရှိရခန်းကြီးလေးရဲ့အတန်ထွက်က uchi ဖြစ်ပြီးတော့မှအနောက်ကဒီဟာလေးကတော့ gawa ဖြစ်ပါတယ်gawaနော်uchi gawa ဆိုရင်အတွင်းဘက်ပေါ့နော် ribbon လေးနဲ့တွဲမှတ်မယ်ဆိုရင်ဟာခုန uchi gawa に名前を書きましたအဲ့တော့ပုံရဲ့အတွင်းဘက်မှာနာမည်ကိုရေးခဲ့တယ်နောက်ခုနိုင်ဘူးအဲ့တော့ဒီဟာလေးကနိုင်ဘူးကကြတော့ဌာနတွေလေအဲ့လိုမျိုးဘူးလျှော့တွေအဲ့လိုဟာမျိုးမှာတုံးတဲ့ဘူးလေးပေါ့နော်ဆွဲချက်လေးရကြဒါဆိုရင်တက်ဆွမတရက်ဒီခုချီလေးထည့်ပြီးလှလေးဆွဲမယ်ပေါ့နော်အဲ့တော့ကနိုင်ဘူးအတွင်းပိုင်းဖွဲ့စည်းအဖွဲ့အစည်းအတွင်းပေါ့နော်ရဲမအနေနဲ့ဆိုရင်ခုနမွန်တိုင်းကခိုင်ရှာတော့နိုင်ဘူးเนาะမွန်တိုင်းですပေါ့နော်အဲ့တော့ဒီရဲ့ပြဿနာဟာဆိုလို့ရှိရင်မွန်တိုင်းပြဿနာဆိုရင်ကုမ္ပဏီအတွင်းပိုင်းပြဿနာဖြစ်ပါတယ်နောက်ခုခနိုင်ကကြတော့ဒီခန့်ကြီးလေးပေါ့နော်ကိုရဲ့ဇနီးမရပေါ့နော်မိမိအကြီးတဲ့အတုံးလုံးပေါ့နော်ခနိုင်ဆိုလို့ရှိရင်မိမိရဲ့ဇနီးကိုသုံးပါတယ်ရဲပွန်းလေးနဲ့တွင်မှတ်မယ်ဆိုရင်ခနိုင်ဝလီယိုရီကတခုရည်တဲ့နော်ကျွန်တော်ရဲ့ဇနီးကတော့ဟင်းချက်တာကျွမ်းကျင်ပါတယ်